အားလုံးပဲမင်္ဂလာပါ Learn English with Leo channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်နဲ့တို့ Unit 64ရဲ့ Singular နဲ့ Plural အကြောင်းလေးတူတူလေ့လာကြည့်အောင်ဒီ Singular နဲ့ Plural အကြောင်းမှာဆိုလို့ရှိရင်ဒီ Singular ဆိုတာကကြတော့ဒီတစ်ခုပေါ့နော်တစ်ခုတစ်ကောင်တစ်ယောက်ကိုပြောတာဒီ Singular တွေရဲ့အရှိမ A တို့ N တို့ပြီးရင် one တို့ဒီလိုမျိုးစကားလုံးတွေပါတယ်ပေါ့နော်ဒီလိုတွေတွဲပြီးတော့သုံးပါတယ် noun တွေရဲ့အရှိမplural ကတော့ noun တွေကိုသူက s လေးပေါင်းလိုက်ရုံပဲဒါကတော့ဒီဘယ်လိုပြောအများဆုံးပေါ့နော်အများသောအဖြစ် noun တွေက s လေးပေါင်းလိုက်ရုံနဲ့ဒီ plural ဖြစ်နေပြောင်းလို့ရတယ်ဆိုတော့ဒီမှာဥပမာဒီမှာဒါလေးတွေဒီကဥပမာလေးတွေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ sunflowers 2 trains a few weeks some nice places these students ဆိုပြီးတော့ဒီမှာသူက s လေးတွေပေါင်းလိုက်ရုံနဲ့ noun ကို s လေးတွေပေါင်းလိုက်ရုံနဲ့သူက plural ဖြစ်နေပြောင်းလို့ရတယ် plural ဆိုတာနှစ်ခုသို့မဟုတ်နှစ်ခုထပ်ပိုတဲ့အရာကိုဒီ noun တွေပေါ့နော်အဲ့ဒါတွေကို plural လို့ခေါ်တယ်ဆိုတော့ဒီမှာ singular ကြတော့ a flower a train 1 week a nice place this student ဆိုပြီးတော့ဒါဒီ singular ကိုဖော်ပြတယ်ဒီရှေ့က one တို့ a တို့ n တို့ပြီးရင် this တို့နော်ဒါမျိုးလေးနဲ့တွဲပြီးတော့ပြောတယ် okay နောက်တစ်ခုကြည့်မယ်ဆိုရင်သူက noun တွေကိုသူက plural ပြောင်းတဲ့အခါမှာသူက s လေးပဲပေါင်းထည့်ရုံနည်းနဲ့ပဲရှိတာမဟုတ်ဘူးသူမှာ rules တွေနောက်ထပ်နှစ်ခုသုံးခုလောက်ရှိသေးတယ်ဒါဘယ်လိုလဲဆိုတော့ noun တွေရဲ့နောက်မှာဒီနောက်ဆုံးစလုံးကပေါ့နော် s တို့ sh တို့ ch တို့ x တို့ဒါမျိုးနဲ့ဆုံးနေဆိုရင်သူကဒီ es ကိုပေါင်းပေးရပါတယ်တဲ့ဒီမှာဆို bus ကို es ပေါင်းထားတယ် dish ကိုလည်း es ပေါင်းထားတယ် church ကိုလည်း es ပေါင်းထားတယ်ဒီ box ကိုလည်း es ပေါင်းထားတယ်ပြီးရင် potato ဆိုလည်းဒီမှာ potato es ပေါင်းထားတယ် tomato ဆိုလည်းဒီမှာ tomato es ပေါင်းထားတယ်ဆိုတော့ဒီnoun တွေကိုပေါ့နော်ကိုက plural ပြောင်းရတော့မယ်ဆိုရင် plural ပြောင်းရတော့မယ် noun တွေရဲ့နောက်ဆုံးစလုံး s sh ch x တို့ဖြစ်နေတယ်ဆိုရင် es ပေါင်းပေးရမယ်နောက်တစ်ခုက y နဲ့ဆုံးတယ်ပေါ့ y နဲ့ဆုံးတယ်ဆိုရင်တော့ y ကိုဖြုတ်ပြီးတော့ ies ပေါင်းပေးရမယ်ဒါမဲ့ဒီ y ကို y နဲ့ဆုံးတဲ့စကားလုံးတွေမှာချွင်းချက်တစ်ခုရှိတယ် y ရဲ့အရှိမတော့ consonant လို့ခေါ်တဲ့ဒီ consonant sounds တွေပေါ့နော်ရှိတဲ့ဒီစကားလုံးတွေပေါ့အဲဒီစကားလုံးတွေနဲ့ဆိုရင်သူက y ကိုဖြုတ်ပြီး ies ပေါင်းပေးရတယ်ဒါပေမဲ့ဒီရှေ့မှာ vowel sounds တွေဖြစ်တဲ့ a e i o u ပေါ့နော်ဒီစကားလုံးတစ်ခုခုရှိတဲ့ဆိုလို့ရှိရင်ဒီကောင်ကိုသူက ies မပြောင်းဘူး y ကိုလည်းမဖြုတ်ဘူးသူ့ကို s ပဲတိုက်ရိုက်လာပြီးတော့ပေါင်းပြီးတော့သူ့ကို plural ပြောင်းလို့ရတယ်ဒီမှာဆိုရင် day ဆိုရင်ဒီမှာ a y ဖြစ်တဲ့အတွက် days s ပဲပေါင်းတယ် monkey e y ဆိုတော့ eys fine o y ဆိုတော့ oys ဆိုပြီးတော့ဒီ s ကလေးပဲပေါင်းပြရတဲ့ပုံစံကိုတည်ထားရမယ်ပြီးနောက်တစ်ခုကကြတော့ f တို့ fe တို့နဲ့ဆုံးနေဆိုလို့ရှိရင် fe ကိုဖြုတ်ပြီးတော့ ves ပေါင်းပြရတယ်ဒီမှာဆိုရင် shelf ဆိုရင်ဒါကို shelves ဆိုပြီးတော့ပေါင်းပြရတယ်ပြီးရင် knife ဆိုလည်းအဲ့လိုပဲ knife knife ကို knife ves ဆိုပြီးတော့ပေါင်းပြရတယ်ပြီးရင်နောက်တစ်ခုက wife မှာဆိုလည်းအဲ့လိုပဲ fe ကိုဖြုတ်ပြီးတော့ ves ပေါင်းပြရတယ် okay အဲ့ဆိုရင် part B လေးကြည့်လိုက် part B မှာကြတော့ဒီခုပြထားတဲ့ပုံမှာပြထားတဲ့ဒီစကားလုံးတွေပေါ့နော်ဒီစကားလုံးတွေကတဲ့သူတို့ဘာသာသူတို့အများကိန်းဖြစ်နေတာပေါ့အဲ့ဒါကိုသွားပြီးတော့ကိုရဲ့ဒီမြန်မာလိုနဲ့ပေါ့နော်မြန်မာလိုနဲ့သွားပြီးတွေးပြီးတော့ဒါကို singular ပုံစံနေနဲ့ဥပမာသုံးတာတွေသုံးလို့မရဘူးအဲ့လိုတွေသုံးရင်မှားတယ်ဥပမာပြောချင်တာကဒီမှာsister ပေါ့နော် sister ဆိုလို့ရှိရင်သူက s ပါပြီးသားဒါကြောင့်သူ့ original ကသူတို့ကအများကိန်းလို့ဖြစ်နေတာသူကဆိုတစ်ခုတည်းပဲဒါပေမဲ့သူ့ original စလုံးမှာသူအများကိန်းဖြစ်နေတာအဲ့လိုအများကိန်းကိုသတ်မှတ်ပြီးတော့သူ့ကိုအများကိန်းနဲ့ပတ်သက်တဲ့ဒီ verb ဆိုလဲ verb တွေကိုလိုက်သုံးပြရမယ်ပေါ့နော် where are the scissors လို့ပဲမေးလို့ရတယ် where is the scissor ဆိုပြီးတော့မေးလို့မရဘူးပြီးရင် scissor မှာ s မပါပဲပြောလို့မရဘူး scissor မှာ s မပါပဲပြောရင်မှားတယ်ပြီးရင်ဒီအနောက်ကစကားလုံးတွေလည်းလိုပဲ pants တွေပြီးရင် jeans တွေ shorts တွေဒါတွေအကုန်လုံး s ထည့်ရမယ် s မထည့်ရင်မှားတယ်ပေါ့နော်
အဲ့ဒါကိုသူကဒီ as ထည့်ပြီးပြောတဲ့ဟာကိုတော့မှသူတို့ကြီးပဲတည်တဲ့မပြောချင်ရင် a pair of scissors တို့ a pair of pants a pair of pajamas ဆိုပြီးတော့ဒီလိုလည်းပြောလို့ရတယ်။သို့ပေမဲ့ a pair of ဆိုတာကိုထည့်ထားပေမဲ့အဲ့ဒါကိုသွားပြီးတော့ကက်ကြီးတစ်စုံဆိုပြီးတော့ဘာသာပြန်လို့မရဘူး။ဘာသာပြန်တဲ့အချိန်မှာကက်ကြီးလိုပဲဘာသာပြန်ရမယ်။ jean ဆိုလည်း jean လိုပဲဘာသာပြန်ရမယ်။ Okay အဲ့ဆိုရင်ဒီမှာ example လေးကြည့်မယ်ဆိုရင် do you wear glasses where are the scissors I need them ဒီလိုပဲသုံးရမယ်တဲ့ဒီနောက်တစ်ခုက I need a new pair of jeans or I need some new jeans ပြောချင်တာဒါကျမောက်မီလိုတယ်လို့ပဲပြောတာပေါ့နော်အဲ့ဒါကိုကျမောက်မီဝယ်ဖို့လိုသေးတယ်ပေါ့နော်ဒါမျိုးပဲပြောတာပေါ့အဲ့တော့သွားပြီးကျမောက်မီတစ်စုံလိုတွေလူကျင်နေပဲသွားပြီးဘာသာပြန်ရင်တော့ထောက်ကြီးနေပေါ့နော်အဆင်ပြေမှာမဟုတ်ဘူးဒါမဲ့ဒီမှာမှားနိုင်တဲ့အသုံးက not a new jeans ပေါ့နော်သူ့သွားပြီးတော့ singular ပုံစံနဲ့တွဲပြီးတောင်းရင်တော့မှားတယ်ပေါ့နော်ဒီကောင်လေးကငကိုတွေက originally သူတို့ကိုယ်တိုင်က plural ဖြစ်နေတာအဲ့ဒါကိုသွားပြီး singular works ကျင်းနဲ့တွဲပြီးတော့အသုံးပြုပြီးရင်မှားတယ်ပေါ့ okay နောက်တစ် part C လေးကိုကြည့်လိုက်မယ်ဆိုရင် part C ကတော့ဒီစကားလုံးတွေကကျတော့အပေါ်က rules တွေတစ်ခုနဲ့မှအသုံးမလို့ပြောမလဲမသုံးတဲ့ဒီစကားလုံးတွေပေါ့နော်ဒီစကားလုံးတွေကသူတို့ကိုဘယ်လိုလဲပြောင်းရင်နောက်ထပ်စကားလုံးတစ်ခုပြောင်းသွားတယ်ပေါ့အဲ့လိုမျိုးပုံစံပြောင်းသွားတဲ့စကားလုံးတွေကတော့ကိုကအလွတ်ဟိုကလိုက်ကြရမယ်ပေါ့နော်ဒီမှာဆိုရင် man ဆိုရင် man ဆိုရင် man foot ဆိုရင် feet sheep ဆိုရင် sheep ဒါဆိုရင်ဒီကောင်ဆို s လည်းမထည့်ဘူး es လည်းမထည့်ဘူးသူကပုံစံလည်းမပြောင်းဘူးဒါမျိုးတွေပေါ့ fish ဆိုလည်းအဲ့လိုပဲပြီးရင်ဒီမှာ woman ဆိုရင် men နဲ့ woman တွေထပ်ပေါင်းတယ် tooth teeth fish ကလည်း fish ပဲ child ဆိုရင် children mouse ဆိုရင် mice ဆိုပြီးတော့ဒီလိုအများကိန်းပြောင်းတဲ့ချိန်မှာပုံစံကွဲသွားတယ်ပုံစံမတူတော့တဲ့အများကိန်းပြောင်းတဲ့စကားလုံးတွေရှိသလိုပုံစံနဲ့တစ်စက်မှမပြောင်းမနဲ့အများကိန်းလိုမျိုးပြောလို့ရတဲ့စကားလုံးတွေလည်းရှိသေးတယ်ဆိုတော့ဒါတွေကတော့ကိုယ့်ဘက်ကိုကြံမှတ်ထားရမှာလူပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့အနေပဲနော်ဒီ singular နဲ့ပြောမယ်ဆိုရင် person ဆိုပြီးပြောလို့ရတယ်ဒါပေမဲ့ person ကို s မပေါင်းဘူးလူအများလို့ပြောခြင်းရင် people လို့ပြောရတယ်အဲ့ဒါကို person ကိုသွားပြီး s ပေါင်းပြီးပြောရင်မှားတယ်2 person တွေပါပြောလို့မရဘူး people ပဲ2 people လို့ပြောမှာအဲ့ဒါတော့2 person လို့တော့ပြောရင်ဒါကြီးမှားတယ် grammatically အရဆိုမှားတယ်သူတို့ပုံမှန်စကားပြောဒီမှာလည်းမှားတယ်ဒါပေမဲ့ person ကို s ပေါင်းပြီးပြောလို့လုံးဝမရဘူးလားဆိုတော့မဟုတ်တော့မဟုတ်ဘူးပြောချင်ပြောလို့ရတယ်ဘယ်လိုနေရာမှာပြောလို့ရလဲဆိုတော့ဒီ government ရဲ့ document letter တွေဒါမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေဒီတရားရုံးနဲ့ပတ်သက်တဲ့အဲ့တော့တရားဝင်စာရေးသားတဲ့ဒီစာချုပ်ဥပဒေတွေဒီ rule တွေဒါမျိုးတွေမှာတော့ person ကို s ထည့်ပြီးပေါင်းတာမျိုးတွေရှိတယ် okay အဲ့ဆိုရင်ဒီနောက်တစ်ပတ်ဒီလေးကိုကြည့်မယ်ဆိုရင် people is plural တဲ့ people ခုနပြောပြီးသား people ဆိုတာ plural ဖြစ်တယ်လူတွေလို့ပြောတာလူအများဆိုပြီးတော့မပြန်လိုက်ရတယ်ကျွန်တော်မြန်မာလို့ဆိုရင်လူတွေလို့ပြောလို့ရတယ်လူတွေလို့ပြောကြတဲ့အားတော့အများဖြစ်နေအများဖြစ်တဲ့အတွက်ကြောင့် people နောက်မှာ are တို့ဒီအများနဲ့ပတ်သက်တဲ့ fact တွေလိုက်မယ်ပေါ့နော်ပြီးရင် are တို့ have တို့ so a lot of people speak English အဲ့ဒါကို a lot of people speaks ဆိုပြီးတော့ fact မှာ s ထည့်ပြီးမပြောအောင်ဆိုတော့ကျွန်တော်တို့ကဒီဘတ်တူဘီခန်းကိုလေ့လာခဲ့တော့ဆိုသိပြီးသားဖြစ်မှာပါဒီဘတ်တူဘီတို့ main ဘတ်တို့ပေါ့နော် subject ရဲ့အနောက်မှာ subject ကရှေ့က singular ဆိုရင် verb main verb ကို s ထည့်ပေးရတယ် verb to be ဆိုရင်လည်း ms ဆိုတာ ms ကိုသုံးရတယ်ပေါ့နော် am တော့မဟုတ် is ပေါ့နော် sorry am တော့ is ကိုသုံးတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးသုံးရတယ်အဲ့တော့ရှေ့မှာ plural ဆိုရင်အနောက်မှာ main verb မှာ s ထည့်စရာမလိုဘူးဆိုတော့ဒါလေးတွေကိုမမှားဖို့တော့လိုတယ်ပေါ့နော်I like the people here. They are very friendly. I like the people. The people လို့ပြောပေမဲ့သူကအများဖြစ်တယ်ပေါ့နော် The people. I like the people. ဒီကလူတွေကသဘောကျတယ် They are very friendly. သူတို့အရန်ခင်မကောင်းလို့ Police. Police ဆိုတာလည်းအများပြောတာ Police ကိုတယောက်ချင်းစီဒီကြလည်းညှိုးကြီးထိုးပြီးတော့ပြောမယ်ဆိုရင်policeman လို့ပြောမှာပေါ့နော်ဒါမျိုးမဟုတ်ဘဲနဲ့ police လို့ပြောလိုက်ရင်ဒါ police ဆိုတာရဲတွေလို့ပြောတာပေါ့ဆိုတော့ဒီစာကြောင်းအရာကိုပဲကြည့်မယ်ဆိုရင်တော့
The police want to talk to anybody who saw the accident. The accident ကိုတွေ့လိုက်တဲ့လူဘယ်သူမှဆိုသူကပြောချင်တယ်သူတို့တွေကစကားပြောချင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီကိစ္စကိုအဲ့အမှုကင်းဖြစ်တဲ့နားမှာပဲဖြစ်ဖြစ်ရဲကတယောက်တည်းမရှိဘူးကွာရဲအများကြီးလာ9ယောက်တော့မဟုတ်6ယောက်တော့မဟုတ်ရှိမှာဆိုတော့အဲ့ရဲတွေတယောက်ယောက်ကဒီလူတွေကိုပြောချင်တာအဲ့ဒါကြောင့်သူတို့ကရေဘူးရအပြင်ရဲတွေလို့ပဲပြောလိုက်တာဆိုရဲတွေလို့ပြောကြတဲ့အခါ the police လို့ပဲပြောမှာအဲ့တော့တိကျကျမညွှန်းဘူးပေါ့နော်ဒါမျိုးပြောချင်ကျွန်တော်တို့ဒီ the police ဒါအများကြီးနဲ့ပြောရမယ်ဆိုတာကိုသိရမယ် okay အဲ့တော့ဒီ S နဲ့ဒီ SES ပေါ့နော်ဒီပေါင်းတဲ့ဟာတွေဒီအခန်းကဘယ်လိုပြောမလဲဒီတိုင်းကြည့်လိုက်ရင်လွယ်သလိုလိုနဲ့ကိုက practice ဒီချာချာကောင်းကောင်းမလုပ်ထားဘူးဆိုရင်ကိုယ့်ရဲ့ဒီနှုတ်မှာစကားပြောရင်မှားနေမှာပေါ့နော်များသောအားဖြင့်တော့မှားနေမှာပေါ့ကိုက instant ထည့်ပြီးပြောမကိစ္စတွေမှာထည့်မပြောတာတို့ပြီးရင်ဒီ percent တို့ဘာတို့တွေကို 2% တို့ဘာတို့တော့ပြောတာတို့ဥမာလူဘယ်နှယောက်လဲတို့ဘာလို့ပြောမယ်ဆိုရင်တယောက်ကပဲဖြစ်ဖြစ်ပေါ့ဥမာထိုင်ကုန်မှာပဲဖြစ်ဖြစ်ထိုင်ကုန်ကိုလူဘယ်နှယောက်ထိုင်ပါလဲဒီပါပြောလို့ရှိရင်အဲ့မှာသွားပြီး 2% တို့ 3% တို့တော့ပြောမိနေရရှိတယ်ဒါကတေးကြကြကိုကနှုတ်ကိုလည်းတေးကြကြဒီမပြောဘူးပေါ့နော်မလေးကျင့်တဲ့ခါကျတော့ grammar ကြီးတွေကမှားနေပေါ့မှားပြီးတော့ဒါတွေကိုမှားလို့မှားမှန်းလည်းမသိတော့ဘူးပေါ့နော်ဒီဒါ very basic ကြီးဆိုတော့တော်များများ basic တွေကိုကျွမ်းကျင်နေဟောဖြစ်ပြီးပြီဆိုတဲ့လူတွေကကြပြန်ပြီး basic ကြီးပြန်မလာတော့ဘူးလာတော့သူတို့မှားနေမှလည်းမသိတော့ပဲねသူတို့စတိုက်ကြီးတွေကိုတုံးမိနေတော့ပေါ့တကယ်တမ်းတော့ဒါရမှားနေပါတော့2 people လို့ပဲပြောမှာ 2% ဆိုပြီးပြောတာတွေပါလေဆိုဒါတကယ်ဟို native တွေဆိုရင်တော့မပြောဘူးပေါ့ပြီးတော့မှားမှမသိရင်ကြတော့လေအဆင်မပြေဘူးပေါ့နော်မှားနေတာကြီးစတိုက်တုံးမိနေဟုတ်အဲ့တော့ဒီ English မှာ grammar တွေအဓိကမှားနေရတဲ့အကြောင်းရင်း၃ခုကတော့ဒီ singular တွေ plural တွေကိုမခွဲတတ်လို့ verb တွေမှာ st ထည့်ပြီးတော့ပြောရမယ် st ဖြုတ်ပြီးတော့ပြောရမယ်ပြီးရင် area တွေကိုဘယ်နေရာမှာထည့်သုံးရမယ်ဆိုတာတွေကိုကိုကတိကျကျမသိတဲ့အခါကျတော့ဒီ basic တွေကိုသိချာမမှတ်မိတော့တာပေါ့နော်ကြာလာတဲ့အခါကျတော့ကို level တစ်ခုမြင့်လာပြီဆိုပေမဲ့ကိုကမှားပြီးတုံးမိနေမှားပြီးပြောမိနေတာတွေကိုဘယ်သူမှလည်းမမြင်ပြီးတဲ့အခါကျတော့မှားလို့မှားမှလည်းမသိဘူး basic ထိလည်းပြန်လာပြီးတော့မလေးလာဖြစ်ကြတော့တဲ့အခါကျတော့မသိကြပဲねမှားပြီးစက်တိုင်းလုံးမိနေရဖြစ်တယ်ပေါ့နော်အဲ့တော့တခါလေဒီ basic ကိုလေ့လာကြတဲ့က foundation ကိုတည်ချာခိုင်မာနဲ့လုပ်ရင်ပို့ပြီးတော့တကယ် level မြင့်လာရင်ပြန်လာလေ့လာနေကြမလို့တော့ဘူးပေါ့ okay အဲ့ဆိုရင်ဒီနေ့တော့ဒီလောက်ပါပဲဒီနောက်ကဒီ exercise လေးတွေကိုဖြည့်ကြည့်ကြပါဦး exercise လေးတွေဖြည့်ပြီးတော့ comment တွေမှာရေးလဲရတယ်မရေးလဲရတယ် okay အားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ပတ်ဗုဒ္ဓဘုနေ့မှာပြန်လည်ဆောင်တွေ့ပါမယ် bye bye